စိတ်ဆိုးရဲ့ပြေပါတော့စိတ်ဆိုးရဲ့ပြေပါတော့မင်းရဲ့အင်းရှိလန်းကိုရှောင်းရအခောက်တရားမကပြီမင်းသွားလာနေကြနေရတိုင်းလဲလိုက်ရှာစေပါတကယ်ပါမေးဘလို့စိတ်ညစ်မင်းမကြိုက်အရက်နဲ့စိတ်မပြေခြင်းတစ်ခေါက်လောက်တစ်ခါတွေ့ခွင့်ပေးပါကိုလိုနာရီတောင်းမှန်ခြင်းနဲ့တကယ်ဆိုရင်အရာရာကိုအမှားတေချာတဲ့ဝန်ခံမဲ့အသင်ကြည်ပါတော့မလိမ္မာသူအငင်းတွေအပြက်ဒီလိုအစားတကယ်ပြတ်တဲ့အဖြစ်တွေရှိတယ်မခက်ထင်ပေမဲ့ကြာတော့လေပုံစားဖြစ်မယ်ဟိုအရင်ဆုံးနောင်တရစကားမျိုးကိုမှမပြောသူပါခုတော့လေးမဲအတွက်ကျွန်းချေကိုလေးရင်လို့ကောင်းမတော့ဘူးအမောင်ကဘာကပြန်ဝင်ပြီးအလင်းအလံဖြူတရားကိုထူသည်အမြင်ခိုးဖြူတရားကိုပါပြန်ဝဲပါစိတ်ဆိုးရဲ့ပြေပါတော့စိတ်ဆိုးရဲ့ပြေပါတော့စိတ်ဆိုးရဲ့ပြေပါတော့ခမတဲ့ရှာနေတော့ပြန်ကြိုက်မိသေးတယ်မဟုတ်လားတို့နေအောင်ရန်တွေဖြစ်မလို့သမားတို့ဝမ်းသာကြမယ်တခါမှဘာဖြစ်မထူးဘဝကိုဆိုင်ခြင်းမယ်မင်းမျက်ွယ်မပြုတ်ဖို့တခုပါချိန်တွင်တန်တွေမင်းယုံကြည်တော့နောင်တမီဒီတခါနောက်ဆုံးနောင်ဆိုရင်ရန်တွေမဖြစ်ကြရေလျှော်ပါကိုတင်တဲ့အကျွေးတွေစိတ်ဆိုးရဲ့ပြေပါတော့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 စိတ်ဆိုးရဲ့ပြေ